ရသော်ဗျာမရှိတော့တဲ့အခါမှာပြန်လာပြီးတော့ဘုရားရှိတော်မှာကဲ့သို့ရသော်ဗျာကျိန်းဆက်တဲ့ကလေးတွေကိုခါလို့တကားတွေဖွင့်လို့ရသော်ဗျာမျက်နှာသစ်ရေတွေကိုတီထားပြီးရိုးရိုးလောက်တာမဟုတ်ဘူးသူကပြောပြီးတော့ငိုသေးတာနော်ဒီအချိန်ဟာအရှင်ဘုရားဆုံးခံကြွတဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်ဟာမျက်နှာသစ်တဲ့အချိန်ဖြစ်ပါဒီအချိန်ဟာတရားဟောတဲ့အချိန်ဒီအချိန်ကသံဃာတွေဆုံးမတဲ့အချိန်ဖြစ်ပါတယ်လို့ပြောလိုက်ငိုလိုက်လှုပ်လိုက်ရှင်အနန္ဒာကအဲ့လိုလှုပ်တယ်အဲ့လိုငိုကြွေးပြီးတော့သူဟာတော့အကြောင်းမှာနေ့လယ်မှာနေ့ပန်းဖြေနားနေတဲ့အချိန်လူတွေကလည်းတရားဓမ္မတွေကလာလိုက်ကြတာသတင်းမေးကြတာပေါ့ခုခေတ်လိုပဲပေါ့မြတ်စွာဘုရားပြိဋိဘံဆန်တဲ့စီကအမှန်တန်ဝေးတာဆိုတော့လူတိုင်းမရောက်ဘူးလေမရောက်တော့လူတွေကရှင်အနန္ဒာလာပြီးတဲ့ဆိုပြီးတော့လာတွေးကြတာအများကြီးပဲတွေ့တာရိုးတွေ့တာမဟုတ်ဘူးရှင်အနန္ဒာမြင်လိုက်တဲ့အခါငိုကြတာရှင်ဘုရားပဲထားခဲ့ပြီးတော့ရှင်ဘုရားတပါးတည်းကြွလာရတာတော့ဆိုပြီးတော့ငိုကြကြွေးကြနဲ့အဲ့ဒါလိုလုပ်တော့ရှင်အနန္ဒာမထေရကသူများငိုတဲ့အခါသူကချော့ရတယ်ပေါ့နော်သူငိုတဲ့အခါတော့ချော့မဲ့လို့မရှိဘူးသူများငိုတဲ့အခါကျတော့အေးမစိုးရင်ကြနဲ့မငိုကြွေးကြနဲ့ရသော်ဘုရားကဟောခဲ့တယ်မို့လားဘယ်ရာမှမမြဲဘူးအားလုံးဟာဒီသင်္ခါရတရားဆိုတာပျက်စီးရရင်းချင်းမှာအဆုံးသတ်တယ်ဒါကြောင့်မစိုးရင်ကြနဲ့ကိုကျင့်ရမယ့်တရားကိုကြိုးစားကျင့်ကြလို့တရားဓမ္မတွေကလည်းလာလိုက်တာရှင်အနန္ဒာတရားနှလုံးသွင်းခွင့်ချိန်မရဘူးအဲ့တော့ထဲမှာနေရင်လည်းလိုက်လာကြရှင်မဂ္ဂသဝကမှားလိုက်တယ်ငါရှင်အနန္ဒာသင်ကသောတာပန်ပဲဖြစ်သေးတယ်တန်ခါနာဘွဲရောက်လို့ရှိရင်ယဟနာအဖြစ်နဲ့တက်နိုင်အောင်တရားကြိုးစားအထုတ်တော့ဟောမနေနဲ့မှားလိုက်သေးတာအဲ့လေသူလည်းတရားထိုင်မယ်တရားကြိုးစားအထုတ်မယ်ဆိုတော်ရဲရောက်လာတော်ရဲရောက်လာလဲအေးငိုကြွေးတဲ့တရားဓမ္မတွေကိုဖြည့်သိမ့်စကားပြောနေရတာနဲ့ပဲသူအချိန်ကုန်တယ်တော်ရဲရောက်သွားတော့လေတရားအထုတ်နိုင်ဘူးအဲ့ဒီအချိန်မှာအခုဝိဇိပုဒ္ဒယဟန်တို့တောတွင်ကအုပ်စိုးနေတဲ့တောဆောင်နတ်ကနေပြီးတော့ရှင်အနန္ဒာကိုတတိပေးတယ်အရှင်ဘုရားတန်ခါနာမတိုင်ခင်အရှင်ဘုရားကိလေသာအသွားကုန်တဲ့ယဟန္တာဖြစ်အောင်ကြိုးစားမှာဖြစ်တယ်ဒါကြောင့်မို့လို့ကြိုးစားပါလုပ်ပါအခုလို့အချိန်ဖြုံးမနေပါနဲ့ကိန်းတီဖိလိကာကရိတတိကိုရောတရားဓမ္မတွေတပြည့်ပြည့်နဲ့ပြောနေလို့အလကားပဲပေါ့သူတို့တရားဟောမနေနဲ့ကိုလိုရမယ့်တရားကြိုးစားလို့မအိပ်မနေတရားထုတ်တယ်သူအဲကြောင့်ကြိုးစားထုတ်တယ်ညလုံးပေါက်တရားထုတ်တယ်ညလုံးပေါက်အထုတ်တဲ့အခါကျတော့သကောင်းကြောသည်ထိအောင်တရားမရအောင်နော်မရတဲ့အခါကျတော့သူစိတ်ထဲမှာသူကပညာရှိတဲ့ပုဂ္ဂိုလ်ဆိုစဉ်းစားတယ်တရားနဲ့ငါနဲ့စိတ်နဲ့ဒီစံခိုက်မဖြစ်ဘူးဘာဖြစ်လို့လဲဆိုစဉ်းစားရခြင်းလွန်အားကြီးတဲ့စေတသိကဝိရိယစိတ်အားတင်းလွန်အားကြီးနေတယ်ပေါ့ဥပမာပါနဲ့တူလို့ဆိုရင်ဆောင်းရိုးတွေတားတင်းပြီးတော့ဆောင်းတီးတဲ့အခါမှာตายရတဲ့အတန်မထွက်ဘူးမာကြောတဲ့အတန်ထွက်နေတယ်ထို့တူပဲလူတယောက်ဟာတခုလုံးလို့ဖြစ်ချင်လွန်အားကြီးနေတဲ့အခါမှာချော်ထွက်နေတတ်တယ်ဖြစ်ချင်လွန်အားကြီးနေပြီးကြိုးစားလွန်အားကြီးလို့ရှိရင်လှုပ်လေမရလေဖြစ်တတ်တယ်ပေါ့သူကလည်းတရားအထုတ်လိုက်တာညာလုံးမောက်အထုတ်တာတရားကရမလားဘူးမရတဲ့အခါကျတော့စဉ်းစားတယ်ငါဟာဝိရိယလွန်နေပြီဝိရိယလွန်နေလို့ရှိရင်ဝိရိယကိုလျှော့ချရမယ်တမာတိနဲ့ဝိရိယစောင်းကြညှိတယ်လို့မြတ်တတာလုံးဝမှဖြစ်တယ်ငါလှုပ်တာဟာလမ်းလွဲနေပြီအဲ့တော့တရားအာယုံကိုစိတ်ထဲကမပြတ်ဖဲနဲ့လျှော့ချတာဝိရိယကိုဘယ်လိုလျှော့ချတာဆိုစဉ္ညာသွားနေရကနေပြီးတော့ခိတ္တခဏ
လဲလျောင်းပြီးတော့နေလိုက်အောင်မယ်ဆိုပြီးရှော့ချလိုက်တာအဲ့ဒါလို့ရှော့ချပြီးတော့ညောင်ဆောင်ပေါ်မှာလှဲမဲ့လို့တင်မလွဲလေးတင်လိုက်တယ်တင်ပြီးတဲ့အခါမှာအလှဲလိုက်လေးမှာခေါင်းကလည်းခေါင်းအောင်မထီသေးဘူးခြေထောက်ကလည်းကျန်းတဲ့အလွတ်လေးခေါင်းမော်လည်းခေါင်းမရောက်သေးဘူးခြေထောက်နဲ့ကျန်းလေးကလည်းလွတ်သွားတယ်လဲအချင်းကိစ္စမဖြစ်ခင်စัจ जा လေးမှာယဟနာဖြစ်သွားတယ်ဣရိယာပုတ်၄ပါးလွတ်ပြီးတော့ယဟနာဖြစ်တယ်လို့ပြောချတယ်